အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ Java developer တွေရဲ့ဘဝကိုပိုပြီးလွယ်ကူမြန်ဆန်စေမဲ့တစ်ချိန်တည်းမှာပဲ code တွေကိုပိုတက်ရလပ်ပါစေမဲ့မော်ဆန်တဲ့နီလန်တစ်ခုအကြောင်းပေါ်ပြကိုရောက်လာပါပြီဟုတ်ပါတယ်ဒီနေ့က Java records အကြောင်းကိုမြန်မာလိုအသေးစိတ်ရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြီးရင် Java records တွေကို code project တွေမှာဘယ်လိုထိထိရောက်ရောက်အသုံးချရမလဲဆိုတာတိတိကျကျသိသွားမှာပါကျွန်တော်တို့ Java မှာ data transfer object DTO တွေ value object တွေရေးတဲ့အခါဘယ်နောက်ပင်ပန်းရလဲမှတ်မိကြလား constructor ရေးရမယ် gettari settari equals.hachode to string တွေဒီ boilerplate code တွေကစာကြောင်းပေါင်းမားစွာထက်လာပြီး code ကိုရှုပ်ထွေးစေလဲတခါတလေကျရင်ငါဒါရီပဲရေးနေရတာလားဆိုပြီးစိတ်ကုန်လာမျိုးတောင်ဖြစ်ဖို့မှာပါဒီလိုမျိုးပြဿနာတွေကြောင့်မလိုလားအပ်တဲ့ bug တွေလည်းဖြစ်လာနိုင်တာပေါ့အဲ့လိုပြဿနာတွေကိုဖြေရှင်းဖို့ Java 16 မှာ record ဆိုတာပါလာခဲ့ပါတယ်records တွေက data တွေကိုကင်တွယ်ဖို့အထူး design ထုတ်ထားတဲ့ class တွေပါသူတို့ရဲ့အထူးရည်ရွယ်ချက်ကတော့ immutable data holder တွေကို boilerplate code တွေမပါဘဲတူတူရှင်းရှင်းတတ်ရရေးနိုင်ဖို့ပဲဖြစ်ပါတယ် records တွေဟာပုံမှန် class တွေလိုပဲ data တွေကိုကင်ဆောင်ပေးပြီးမဲ့ကုတ်ရေးရတဲ့ပုံစံကလုံးဝကိုကွာခြားသွားပါတယ်ဥပမာလေးနဲ့ကြည့်အောင်ကျွန်တော်တို့ user ဆိုတဲ့ class တစ်ခုမှာ ID name email ဆိုတဲ့ field တွေထည့်မယ်ဆိုပါစို့အရင်တုန်းကဆိုရင်စာချောင်းပေါင်း30လောက်ရေးရမှာပါအခု record နဲ့ဆိုရင်တော့ public record user int id string name string email. ဒီတစ်ကြောင်းနဲ့တင်အကုန်ပြီးသွားပြီဗျအန်တော့ဆရာမဟုတ်ဘူးလား records တွေကကျွန်တော်တို့အတက် constructor တွေ getter တွေ equals.hachode to string တွေကိုအလိုအရောက်ထုတ်ပေးပါတယ်ဒါအပြင်သူတို့က immutable ဖြစ်တဲ့အတွက် data consistency ကိုလည်းညှင့်တင်ပေးပါတယ် records တွေရဲ့အန်တင်စရာအချက်တချို့ကိုဆက်ပြောပြပါမယ်records တွေဟာ class တွေလိုပဲ instant method တွေ static method တွေ static field တွေထည့်လို့ရပါတယ် interface တွေကိုလည်း implement လုပ်နိုင်ပါသေးတယ်ဒါပေမဲ့သူတို့မှာ class တွေလို inheritance လုပ်လို့တော့မရပါဘူးเนาะ records တွေဟာ implicitly fine နေထိပါတယ်ဒါကလည်း data တွေရဲ့စိတ်ချရမှုကိုပိုပြီးအာမခံပေးတာပါနောက်ပြီး records တွေမှာ compact constructor ဆိုတာရှိပါတယ်ဒါက data validation လုပ်ဖို့အတွက်အထူးကောင်းမွန်ပါတယ်ဥပမာ public record product string name double price public product if price less than 0 throw an illegal argument exception price cannot be negative ဒီလိုရေးလိုက်ရုံနဲ့ price က negative ဖြစ်နေ error တက်အောင်လုပ်လို့ရပြီကုတ်ကတိုတိုရှင်းရှင်းနဲ့အားအိမ်ဖြစ်သွားနေတာကိုတွေ့တာမှာကဲဘယ်လိုနေရာဒီမှာသုံးသင်လဲဆိုတော့ data transfer object တွေ API response တွေ configuration class တွေ database records တွေလိုမျိုး data ကိုကိုင်ဆောင်တဲ့နေရာတွေမှာသုံးသင်ပါတယ်business logic တွေအများကြီးပါတဲ့ class တွေအတွက်တော့ record တွေကတိတ်မတင်တော့ပါဘူး။ဘာလို့လဲဆိုတော့ records တွေရဲ့အဓိကရည်ရွယ်ချက်က data ကိုကင်ဆောင်ဖို့ပဲဖြစ်ပြီး complex behavior တွေအတွက်မဟုတ်လို့ပါ။ records တွေရဲ့အားသာချက်တွေကတော့ကိုကပိုပြီးဖတ်လို့လွယ်တယ်။ရေးရတာပုံမြန်တယ်။ maintain လုပ်ရတာလွယ်ကူတယ်။ bug ဖြစ်နိုင်ခြေလည်းနည်းသွားတယ်။အဓိကကတော့ immutability ကြောင့် data တွေကပိုပြီးစိတ်ချရတယ်။ clean code ကိုနဲ့တဲ့ developer အတိုင်းအတာ records တွေဟာလက်လွတ်မခံသင့်တဲ့ feature တစ်ခုပါပဲ။ကဲဒါဆိုရင် Java records တွေကကျွန်တော်တို့ Java developer တွေအတွက်ဘယ်လောက်တောင်အချိုးရှိလဲဆိုတာမြင်လောက်ပြီလို့ထင်ပါတယ်ခေတ်မီ Java development မှာ records တွေဟာမရှိမဖြစ်နေပါကိုအရေးပါလာပါပြီကျွန်တော်တို့မြန်မာပြည်က developer တွေအနေနဲ့လည်းဒီလိုခေတ်နဲ့အညီပြောင်းလဲလာတဲ့နည်းပညာတွေကိုလေ့လာပြီးကိုယ့်ရဲ့ project တွေမှာအသုံးချနိုင်ဖို့တိုက်တွန်းချင်ပါတယ်ဇိုင်းကြည့်လိုက်ပါသင်ရဲ့ code တွေပိုလာပြီးပိုအလုပ်လုပ်လာတာတွေ့ရပါလိမ့်မယ်နောက်ထပ်ဘလို့နည်းပညာတွေအကြောင်းသိချင်သေးလဲဆိုတာ comment မှာရေးခဲ့ဖို့မမေ့နဲ့နော်ကြည့်ရှုပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျ